안녕하세요 여러분အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာကြတော့မြန်မာအဓိပ္ပာယ်နဲ့ကိုရီးယားစကားပြောလေးတွေနဲ့တွဲပြီးတော့မှပြောပြပေးသွားပါမယ်အခုထိမဆုံးဖြတ်နိုင်သေးပါဘူးဒီလိုမျိုးလေးပြောချင်တယ်ဆိုရင်အခုထိဆိုတဲ့စကားလုံးကို아직ဆုံးဖြတ်ချက်ချတာကိုကြတော့ 결정하다 လို့ပြောလို့ရတယ်တခုခုကိုမလုပ်နိုင်သေးဘူးမတက်နိုင်ဘူးတော့ဘူးလို့ပြောချင်တယ်ဆိုလို့ရှိရင် 목 ဆိုတဲ့စကားလုံးလေးနဲ့တွဲသုံးတယ်ဆိုတော့ဒီ sentence လေးကဘယ်လိုဖြစ်သွားမလဲဆိုရင်아직 결정 못했어요အခုထိမဆုံးဖြတ်နိုင်သေးပါဘူးနောက်ဆုံးနေလို့ပြောချင်တယ်အဲ့တော့နောက်လို့ပြောလို့ရှိရင်ဒွီဆိုတဲ့ဟာပေါ့နော်အနောက်တို့ဆိုတဲ့ပုံစံမျိုးနဲ့ပြောချင်ရင်뒤로 물러서နောက်ကိုစုံနေနောက်ဆုံးနေဒီတလလဲထပ်ကုံသွားပြန်ပြီဒါလေးကိုပြောမယ်ဆိုရင်ဒီတလလဲဆိုရင်ဒီတစ်ခေါက်ဒီတလအဲ့လိုပြောချင်တယ်ဆိုရင်이번 달도ထပ်ကုံသွားပြန်ပြီအဲ့တော့ပြီးဆုံးသွားတယ်ကုံသွားတယ်ဆိုရင်တော့ဒါ끝나다နဲ့သုံးပါပေါ့အားလုံးပြီးသွားတဲ့အကြောင်းကိုပြောမယ်ပြီးသွားပြန်ပြီဆိုတော့ကိုကထုတ်ပြောမှဖြစ်တဲ့အတွက်벌써 already ဆိုတဲ့အဓိပ္ပာယ်လေးနဲ့တွဲသုံးမယ်벌써 다 끝나버렸네နဲ့တွဲပြီးတော့မသုံးလို့ရပါတယ်အဲ့တော့ဒါလေးကိုဒီတလလဲထပ်ကုံသွားပြန်ပြီလို့ပြောချင်တယ်ဆိုရင်이번 달도 벌써 다 끝나버렸네အဲ့လိုလေးပြောလို့ရပါတယ်နောက်တစ်ခုကထင်ထားတယ်လို့ပဲဆိုတဲ့စကားလုံးလေးကိုပြောကြည့်မယ်ထင်ထားတယ်လို့ပဲဆိုတော့ထင်တယ်တွေးတယ်မြင်တယ်ဆိုလို့ရှိရင်생각하다နဲ့သုံးတာတည်တယ်เนาะအဲ့တော့တယ်လို့ပဲဆိုတာဒီ는데로အဲ့တော့အဲ့ဒါလေးကိုစကားပြောဖြစ်နေပြန်သုံးလိုက်မယ်ဆိုရင်생각한대로야ထင်ထားတယ်လို့ပဲထင်ထားတဲ့အတိုင်းပဲ생각한대로야အဲ့တော့နောက်တစ်ခုကကြတော့အရန်မစားပါနဲ့ကျန်းမာရေးအတွက်မကောင်းဘူးအဲ့တော့အလွန်အကျွံစားတယ်အလွန်အကျွံဖြစ်နေတဲ့အရာတွေကိုကွာဆိုတဲ့စကားလုံးလေးနဲ့တွဲပြီးတော့သုံးလို့ရပါတယ်အဲ့တော့အလွန်ကျွံစားသည်ဆိုတော့ကွာရှိခါတာဆိုတဲ့စကားလုံးနဲ့သုံးတယ်အဲ့တော့မစားပါနဲ့ဆိုတော့ကွာရှိခါ지마세요 건강에 안 좋아요ကျန်းမာရေးအတွက်မကောင်းဘူး과식하지 마세요 건강에 안 좋아요နောက်တစ်ခုကအရန်မမောင်းပါနဲ့အလွန်အရှိန်ပြင်းပြင်းမမောင်းပါနဲ့အနေရများတယ်ဒီလိုပြောချင်ရင်과속하지 마세요 위험하다ဆိုတာကအနေရများသည်ဆိုတော့위험해요အနေရများတယ်အဲ့လိုပြောလို့ရတယ်နောက်တစ်ခုကကြောင့်ထွေထူးတော့လည်းမဟုတ်ပါဘူးဆိုရင်တိတ်ပြီးတော့လို့ထွေထူးလို့ဆိုလို့ချင်း별로ဆိုတဲ့စကားလုံးနဲ့သုံးတယ်ဆိုတော့ဒီမှာဆိုတော့별거 아니야ထွေထူးတော့မဟုတ်ပါဘူးနောက်တစ်ခုကကြတော့ဆရာလာမလုံးနဲ့ဆိုလို့ရှိရင်ကကြတော့이래라 저래라 하지 마 이래라 저ဟိုဟာလုပ်ဒီဟာလုပ်လာမပြောနဲ့အဲ့လိုပြောမှာเนาะ이래라 저래라 하지 마နောက်တစ်ခုကကြတော့အခွင့်အရေးကိုလက်လွတ်မခံပါနဲ့အခွင့်အရေးကကြတော့기회လက်လွတ်တီဆိုတာ녹지다ဆိုတော့မှသုံးတယ်ဆိုတော့လက်မလွတ်လိုက်ပါနဲ့ဆိုတော့녹지지 마세요 기회는 녹지지 마세요ခွင့်ရေးကိုလက်မလွတ်လိုက်ပါနဲ့နောက်ဆုံးတစ်ခုကကြတော့အားမရှိဘူးလို့ပြောမယ်အားမရှိဘူးလို့ပြောခြင်း의욕이 없어요